င်္ဂလာပါဒီဗီဒီယိုလေးကတော့ကျွန်တော်မနေ့ကဗီဒီယိုမှာတရက်တည်းနဲ့ပေါ့နော်ပါကင်းနှစ်ပွဲသွားကန်တဲ့ဗီဒီယိုလေးဖြစ်တယ်ပေါ့နော်ပထမတစ်ပွဲကတော့ကျွန်တော်ဒီမြောက်တကုံကမတန်ဆန်းအားစားဖွင့်ပေါ့နော်အမှသွားကန်တာပါအဝင်ကတော့လှတယ်ပေါ့နော်ကျွန်တော်ဒီပန်းကင်းနေနဲ့စိုက်ထားတာလေးတော့လှဒီပွဲလေးကချစ်ရည်နေတယ်ပေါ့နော်ကျွန်တော်တစ်ဖက်သင်းကဖိတ်လို့လာကန်ပြတဲ့ပွဲလေးဖြစ်တယ်ပေါ့နော်ဒီပြန်သင်းကသွေးပွေပါလုံနေပြီကျွန်တော်ကဖက်နဲ့ကြိုးချီလို့ပြီးသေးပါဘူးကြိုးနေပါရှော့တယ်ဖက်နဲ့ကကြိုးချီလို့မပြီးသေးပါဘူးတင်မောနိုင်လုံးကြိုးနေသွားချီတာမှရမယ်ချင်းဒီဖက်ကတော့ဒီလည်းကွင်းထဲဝင်ပြီးပညာပေါ့နော်ဘလုံးထီဖိုတော့တယ်ပေါ့နော်လောက်လိုက်ပါသူဒီလိုနဲ့ပေါ့နော်ကျွန်တော်ဒီစကန်တယ်ပေါ့နော်ဒီတွဲလုံးကနေဆင်းပဲဘယ်ချင်းနေပေါ့နော်အဖွင့်ကိုကျွန်တော်စသွင်းပြီးခဲ့တယ်ပေါ့နော်ကျွန်တော်အဖွင့်ကိုပဲသွင်းတာပါကျွန်တော်နောက်ကိုတွေဆက်မသွင်းပါဘူးဒီဝဲတရားနဲ့တရားလောဝါချင်းပုတ်ပြီးတော့ရိုက်တယ်ပေါ့နော်ဒီနေ့ကတော့ချစ်ကြည်ကန်တာဖြစ်တဲ့တော့ကျွန်တော်ဘက်ကတော့ respect ရှိပဲကန်ခဲ့ပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်ဘက်ကပေါ့နော်ကလေးလေးပေါ့နော်88လေးအကလေးလေးတော်တော်ကောင်းပါတယ်ဒီလိုလည်းပဲကျွန်တော်တွဲလုံးလေးစောတယ်ပေါ့နော်အရန်ကောင်းရင်ပေါင်းများထည့်ခံမယ်ဆိုပြီးတော့ကျွန်တော်ဖတ်တင်အကောင်လေးတွေကျွန်တော်ပေါင်းများလိုက်ထည့်နေပါတော့ပြီးတော့ကန်တယ်သူတို့ဘလော့ထားတယ်ပေါ့နော်ကျွန်တော်လည်းနောက်အသေးအံပြန်လိုက်ပြီးတော့ပြီးရပါတယ်ဒါတော့နံပါတ်88လေးပဲကလန်ကန်တယ်ဗျာကိုသမားလည်းကောင်းတယ်ပောက်ထုတ်တာပါတယ်ဒီကလေးလေးမစိုးဘူးဗျာကျွန်တော်လီပါတော့ရှိတယ်ဒါတော့ကျွန်တော်ရဲ့တွဲလုံးလေးဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဘယ်တိတ်မတန်တာဖြစ်တယ်တော်တော်ကန်လိုက်တဲ့ဆော့လေးဖြစ်သွားပါတယ်ဘေကတော့နည်းနည်းအားနေကြတော့ရှိတယ်ပေါ့နော်ကန်နေပါတော့ဒါတော့ကျွန်တော်လီno look best တင်ပါတော့ပြီးရပါတယ်စားရပါဒီနေ့ပဲပွဲလေးချစ်ချစ်ခင်နဲ့ပြီးဆုံးသွားပါတယ်ပေါ့နော်ကျွန်တော်လည်းနောက်တစ်ပွဲအတွက်ကိုဆက်လက်ပြီးတော့ချီတက်ပါတယ်ကျေးဇူး